ပြီးခဲ့တဲ့ video မှာကျွန်တော်တို့ basic shape ဒီ square rectangle square လေးကိုဆွဲခဲ့တယ်နောက်ပြီးရင်ကျွန်တော်တို့ game loop အသေးစားလေးအဲ့ဒါလေးကျွန်တော်တို့ရေးသားခဲ့တယ်အခုဒီ lesson မှာကျတော့ကျွန်တော်တို့ဒီ good game loop ပေါ့နော် game loop ကောင်းကောင်းကျွန်တော်ဖန်တီးမယ်နောက်ပြီးအဲ့ဒီ game loop ကကျွန်တော်တို့ FPS နဲ့ UPS ပေါ်မှာအခြေခံပြီးကျွန်တော်တို့ရေးသားကြမှာဖြစ်ပါတယ်အဲ့တော့ဒီ code မေးခင်ကျွန်တော်ဒီမှာ presentation ဒီပေါ့နော်ကျွန်တော်တို့ game loop တွေကိုဒီမှာတစ်ချက်ရှင်းပြထားတယ်ကျွန်တော်တို့ game loop က simple ယူရှင်းပါတယ်ဘာလဲဆိုတော့ကျွန်တော်ပထမဆုံး game စလိုက်မယ်နောက်ပြီးရင်ကျွန်တော်တို့ update လုပ်မယ်ပြီးရင်ကျွန်တော်တို့ screen ပေါ်မှာ render လုပ်မယ်အဲ့တော့ game loop ဆိုတော့သူကအမြဲတမ်းဒီလဲပတ်နေပါပေါ့နော် looping ရဲ့သဘောတရားရအဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင် UPS က60ဒီ FPS က60ဒါတော့ game ဆော့တဲ့လူတွေဆိုရင်တော့ဒီຢာရင်းနှီးပြီးသားဖြစ်နေမယ်အဲ့တော့ game ကိုမရင်းနှီးသေးတဲ့လူတွေဆိုလို့ရှိရင်တော့ဒီဟာကိုဘာလဲဆိုတော့ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်အဲ့တော့ဒီကောင်ကကျတော့ကျွန်တော်1 second အတွင်းမှာဘယ်နှကြိမ် update လုပ်လဲဆိုရဲကောင်ပေါ့နော် UPS ပေါ့ update per second ပေါ့ FPS ကကြတော့ frame per second ကျွန်တော်တို့1 second မှာဘယ်နှကြိမ် render လုပ်လဲဆိုရဲအရာပေါ့နော်အဲ့တော့ game loop တစ်ခုကျွန်တော်တို့စပြီဆိုတာနဲ့ကျွန်တော်တို့ update လုပ်လိုက်မယ် update ဆိုရဲမှာကျွန်တော်တို့ဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ position တွေပေါ့နော်ကျွန်တော်တို့ကဒီ Tetris game ရေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ Tetris game လေးရဲ့ position အပြောင်းလဲပေါ့နော်တနေရာတနေရာပြောင်းသွားမယ်ပေါ့အတုံးလေးဆိုရင်အပေါ်ကနေအောက်ကိုကျလာတာမျိုးနောက်ပြီးကျွန်တော်တို့သူ့ရဲ့ movement တွေပေါ့နော်ကျွန်တော်တို့ကရွှေ့မှာသူအတုံးလေးတွေ position ချိန်မယ်နေရာတွေချိန်မယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေအတွက်ကိုသူကတာဝန်ရှိတယ် update ကအဲ့လို update လုပ်ပြီးသွားရင် update လုပ်ထားတဲ့အရာကိုကျွန်တော်တို့က screen ပေါ်မှာပြဖို့လိုတယ်အဲ့တော့ပြတဲ့အလုပ်ကိုကျွန်တော် rendering လုပ်တာပေါ့နော်ဒီ render ဆိုတဲ့ method ကလုပ်လိမ့်မယ်အဲ့တော့အဲ့ဒါတွေကဘယ်ပေါ်မှာမူတည်မလဲဆိုတော့ကျွန်တော်ကအချိန်ပေါ်မှာမူတည်ရမယ်တစ်စက္ကန့်အတွင်းမှာကျွန်တော် update လုပ်တဲ့အချိန်ပေါင်း60ရှိရမယ်နောက်ပြီးရင် rendering လုပ်တဲ့အချိန်ပေါင်း60ရှိရမယ်ဒီအချိန်မှာကျွန်တော်တို့က rendering process ကိုများပြီးတော့ဒီ update process ကိုဒီ update ကောက်အောင်နည်းလိုက်တာမျိုးလည်းရှိနိုင်တယ်ပေါ့နော်ဒါတော့ကိုယ့်ရဲ့ဒီရေးသားတဲ့ application တွေပေါ်မှာမူတည်ပေါ့ဒီ game တွေပေါ်မှာမူတည်ပါပေါ့နော်အခုတော့ကျွန်တော်တို့ game မှာတော့ဒီ60 UPS 60 FPS ဆိုရင်တော့လုံလောက်ပါပြီအဲ့တော့ဒါလေးကကျွန်တော်တို့ simple game လို့လေဒီ game လို့လေးကိုကျွန်တော်တို့ကအခုရေးသားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့ video မှာကြာကျွန်တော်တို့က rectangle လေးကိုကျွန်တော်တို့ position လေးချိန်ခဲ့တယ်အဲ့ဒီမှာကျွန်တော် action perform သုံးခဲ့တယ်အဓိကတော့ကျွန်တော်ဒီ swing နဲ့ရပါတော့တိုင်မှာကိုကျွန်တော်တို့အသုံးပြုခဲ့တယ်အဲ့တော့ဒါကိုတစ်ခါတော့ပြန် run ကြည့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့အတုံးလေးကမရွေးတယ်ဒီမှာကျွန်တော်တို့ကဒီအချိန်မဲ့သတ်မှတ်ခဲ့တာပေါ့နော်တိုင်မှာဒီမှာ1 millisecond လို့တော့ကျွန်တော်ထားခဲ့တယ်အဲ့တော့ဒီ1 millisecond မှာကျွန်တော်တို့ဘယ်လောက် frame တွေကျွန်တော်တို့ update လုပ်ပါလဲဆိုတော့ကျွန်တော်တို့မသိအောင်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနီးလမ်းအောင်ကျွန်တော်မကြိုက်ဘူးအဲ့တော့ဒီတိုင်အောင်ကျွန်တော်ပြန်ဖြတ်လိုက်မယ်တိုင်အောင်ဖြတ်မယ်ပြီးရင်ကျွန်တော်ဒီ action perform နဲ့ကျွန်တော်မလိုချင်တော့ဘူးလို့တယ် action listener တော့ဒီ action listener ကိုကျွန်တော်မလိုချင်ဘူးဒီကောင်ပြန်ဖြတ်ထားမယ်ဒီကောင်လည်း override ဆိုတာမရှိတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ခုနကတော့ရင်တော့ကျွန်တော်ရေးခဲ့ repaint ကိုပဲကျွန်တော်ဒီအတွင်းထဲမှာပြန်ထည့်လိုက် repaint ကိုပဲထည့်မယ်ရှုပ်ပါဒီကောင်တော့ဖြတ်ပလိုက်တော့မယ် repaint အောင်လုပ်မယ်အဲ့တော့ဒီကောင်ကကျွန်တော် paint component ကိုပြန်ခေါ်မယ် paint component repaint ခေါ်မယ် repaint component repaint ကဒီ paint component ကိုပြန်ခေါ်ရဲဆိုတော့ recursion သဘောဖြစ်သွားမယ်ကျွန်တော်တရားကိုပြန် run ကြည့်မယ်ဒီချိန်မှာတော့ကျွန်တော်တို့ကဘာ position မှာလည်း update မလုပ်ထားဘူးအဲ့တော့အတုံးလေးတနေရာလေးမှာပဲရက်နေတယ် okay nice အခုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီထဲမှာကျွန်တော်တို့ကဒီတစ်စက္ကန့်အတွင်းမှာဒီကျွန်တော်တို့ဘယ်လောက် run သွားလဲဆိုတော့ကျွန်တော်သိချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီကဘာလုပ်မလဲဆိုတော့ဒီ integer fps ပေါ့နော် fps 0ထားလိုက်မယ်0ထားပြီးတော့ကျွန်တော်တို့ဒီမှာဘာလုပ်မလဲဆိုတော့ကျွန်တော်က long နဲ့die tracker ဆိုပြီးတော့ system. ဒီ current time millisecond ပေါ့နော် current time millisecond ကိုကျွန်တော်ယူလိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ကဆွဲမယ်ဆွဲ repaint လုပ်မယ်တစ်ခါဆွဲပြီးရင်ကျွန်တော်တို့က fps ကိုဖြစ်ပေါင်းမယ် okay အဲ့မှာကျွန်တော် if အကယ်၍များဒီမှာ current time
current time ကိုဖတ်ကြည့်မယ် system.current time ကျွန်တော်ကတော့အခုချိန်မှာတော့ချက်ချင်းစဉ်းစားပြီးရေးနေရဖြစ်တဲ့အတွက်အသေးစိတ်ကိုမရှင်းပြနိုင်သေးဘူးပေါ့နော်လိုက်ပြီးရေးထားလိုက်ပေါ့ရေးထားပြီးမှနောက်ဆုံးကျွန်တော်တို့ဒီရေးတဲ့ကုတ်ရေးသားခြင်းပြီးဆုံးသွားတဲ့အခါကျမှပြန်ပြီးတော့ကျွန်တော်တို့စဉ်းစားကြတာပေါ့နော်ကိုတော့ကျွန်တော်အကုန်လုံးအစအနေစဉ်းစားပြီးရေးနေရဖြစ်တဲ့အတွက်ဒီချိန်မှာတော့ကျွန်တော်ဘာလုပ်နေဆိုတော့အသေးစိတ်ရှင်းပြနိုင်သေးမှာမဟုတ်ဘူးပေါ့နော်ပြီးသွားရင်တော့တစ်ချက်ပြန်ရှင်းပြပေးပါမယ် current time တွေကနေပြီးတော့ကျွန်တော်တို့ကဒါ last time last time နောက်ဆုံးချိန်ပေါ့နော် last time ကိုကျွန်တော်တို့ကနှုတ်လိုက်မယ်နှုတ်လိုက်တာကကျွန်တော်ဘာထက်ကြီးရမလဲဆိုတော့ greater than or equal 1000ပေါ့နော်1000ထက်ကြီးမယ်ကျွန်တော် millisecond တော့1000ပေါ့1000ထက်ကြီးရဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ fps ကိုကျွန်တော် last time ကို equal to current time ဖြစ်လိုက်တယ်ရှင်းပါ current time is equal to current time second ပြန်ထားမယ်တော့ဒီကောင်0လို့ထားလို့ရပါပြီဒီကောင်တော့ဒီတိုင်းပဲထားတော့ last time နှုတ်မယ်နှုတ်တဲ့အချိန်မှာ last time နှုတ် last time current time ပြန်ဖြစ်ပြီးရင် fps ကကျွန်တော်0ပြန်ဖြစ်0မဖြစ်ခင်မှာလက်ဆောက်ဆိုပြီးတော့ fps okay အဲ့တော့ကျွန်တော်ဘာလုပ်မှာလဲဆိုတော့ဒီ paint component လုပ်မယ် paint component ကိုကျွန်တော်ခေါ်မယ်ခေါ်တဲ့အချိန်မှာကျွန်တော်ဒါတွေလုပ်ပါမယ်just ဒီ circle မှာ draw လုပ်မယ်ပေါ့နော် draw လုပ်ပြီးတစ်ခါ draw လုပ်ပြီးရတယ် fps ကောင်ကျွန်တော်တစ်ခါတိုးလိုက်တယ်တစ်ခါ draw လိုက်တာဟုတ်ဆိုတော့ဒါ runner နဲ့လုပ်သွားတော့ frame per second ဒါ fps ကိုတစ်ခေါက်ဒီတစ်တိုးရမယ်ပေါ့နော်တစ်တိုးတာတစ်ခေါက် run လိုက် run ပြီးသွားရင်ကျွန်တော် current time ကိုကြည့်ရအခုလက်ရှိအချိန်ကျွန်တော်ကြည့်ရအခုလက်ရှိအချိန်နဲ့ဒီ last time ပေါ့နော်ပထမဆုံး system ဆက်စ run ခြင်းမှာတော့ last time က current time millisecond ကဒီကောင်ထက်နည်းနည်းလေးတော့နောက်ကျနေတယ်အဲ့တော့ကျွန်တော်ကအခုအချိန်လေးရနေပြီးတော့ခုနကတော့ကျွန်တော် save ခဲ့တဲ့ဒီ last time ခုနကတော့ program run ကြီးဒီ paint component မခေါ်ခင်အချိန်မှာထားခဲ့ current time millisecond နှုတ်လိုက်တဲ့အချိန်မှာ1000 millisecond ထက်ကျော်တယ်ဆိုရင်ကျွန်တော်ကညီကျော်ရင်ကျော်မကျော်ညီရဲဆိုရင်ဒါ1 second ကိုကျွန်တော်သတ်မှတ်လို့ရတာပေါ့1 second ပြည့်သွားပြီဆိုရင်ကျွန်တော် time difference က1 second ရှိပြီဆိုလို့ရှိရင်အဲ့ဒီကျွန်တော် fps ကိုကျွန်တော်ဒီမှာ print ထုတ်ထားလိုက်မယ်ဒီကောင်လေးအကယ်လို့1 second မရှိသေးဘူးဆိုတော့ကြော်သွားမှာပေါ့နော် repaint လုပ်မယ်တစ်ခါ draw လုပ်မယ်1 second မပြည့်သေးဘူးဆိုကြော်သွားမယ်အဲ့တော့ဒီ fps ကောင်းလေးကိုဒီ1 second ပြည့်ပြီဆိုတဲ့အချိန်မှာကျွန်တော်ကသိပြီပေါ့နော် fps ကဘယ်လောက်ရှိရဲဆိုတာအဲ့တော့ fps print ထုတ်မယ်ထုတ်ပြီးသွားဒီပုံမှာကျတော့ last time နောက်ဆုံးချက်ခဲ့တဲ့အချိန်က current time ပြန်ဖြစ်သွားမယ်အခုလက်ရှိကျွန်တော်စစ်နေတဲ့အချိန်ပြန်ဖြစ်သွားမယ်ပေါ့နော်ဒီကောင် update ပြန်လုပ်ပြရမယ်ပြီးသွားတော့မှကျွန်တော် fps ကိုကျွန်တော်လည်းပြပြီးသွားပြီဆိုမှ fps ကဒါတစ်ခေါက်ကျွန်တော် runner တွေ1 second ပြည့်ရင်တစ်ခါ print ထုတ်တယ်1 second ပြည့်ရင်တစ်ခါ print ထုတ်တယ်1 second မပြည့်သေးရင်ကျွန်တော်အပေါ်ကကောင်တွေ run မယ်1 second ပြည့်ရင်ကျွန်တော် print ထုတ်အဲ့ပုံစံနဲ့ကျွန်တော် fps ကို tracking လုပ်တာပေါ့အဲ့တော့ကျွန်တော်တစ်ချက်ဒါလေး run ကြည့်မယ်ကျွန်တော်ဒီ page component တွေမှာလုံးနေတာဘယ်လောက် fps rate နှုန်းနဲ့ကျွန်တော်တို့ print လုပ်ရတယ်ဆိုတော့ကျွန်တော်ကြည့်မယ် okay ဒီမှာဆိုရင်ကျွန်တော်တို့က948 1069ဒါ1 second တွင်မှာပြောင်းနေပါတော့အဲ့တော့ fps rate က frame per second ပေါ့နော်1 second တွင်မှာကျွန်တော် frame ပေါင်းကမတူဘူး set လုံးနဲ့လုံးနဲ့ကျွန်တော်တူကြမှာမဟုတ်ဘူးအဲ့တော့တချို့ set တွေကနည်းရရှိမယ်တချို့ set တွေကပိုပြီးတော့များတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလို့ဖြစ်လာအဲ့တော့ကျွန်တော်တို့ game ကအဲ့လို fps က constant မဖြစ်နေတာမျိုးဖြစ်လို့မရအောင်ဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီ frame ကမညီနေဘူးဆိုလို့ရှိရင်တစ်ချိန်ဒီတစ်ခါလေကျရင် draw လုပ်မယ်တစ်ခါကျရင် draw မလုပ်ဘူးအဲ့လိုကိစ္စဖြစ်မယ်တစ်ခါကျရင် update လုပ်တာပိုပြီးမြန်မယ်တစ်ခါကျရင်နှေးမယ်အဲ့လိုပုံစံဖြစ်နေမှာပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒီဟာကို constant ဖြစ်အောင်ကျွန်တော်တို့လုပ်ဖို့လိုလာပြီပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ခုနကတော့ဒီ design မှာ game design နဲ့ကဒီ presentation နဲ့မှာကျွန်တော်ပြခဲ့တယ်60 frame per second ဒီ60 fps per second အဲ့ဒီပုံစံတိုင်းရအောင်ကျွန်တော်ကရေးရမှာဖြစ်တယ် okay အဲ့တော့ကျွန်တော်ဒီကောင်ကိုကျွန်တော်ဒီမှာမလုပ်မလဲဆိုတော့ main panel တွေကအဲ့ဒါတော့ demo ပေါ့နော်ဥပမာကိုဒီဟာရေးကြည့်ပြီးတော့ဘာကြောင့်ဒီလိုမျိုးရေးရဲဆိုတော့အသေးစိတ်ပြန်ပြီးတော့စဉ်းစားကြည့်ပေါ့နော်
ကျွန်တော်အခုရှင်းပြတဲ့အချိန်မှာနားလည်ချင်ပါနဲ့နားလည်လိမ့်မယ်ကိုယ့်အကိုရှင်းရင်းထဲမှာပို့ပြီးတော့နားလည်သွားတာမျိုးလည်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီ logic တွေကတော့အသေးမဟုတ်ဘူးကိုစဉ်းစားရင်စဉ်းစားလို့ရတဲ့လောက်ရေးလို့ရတယ်ဒါတော့အခုလို့ကျွန်တော်ကောင်းမှာပေါ်လာပြီးချရေးလိုက်တဲ့ပုံစံပေါ့နော် okay အဲ့တော့ကျွန်တော်ဒီကောင်ကိုခဏထားမယ်ထားပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ game window ထဲမှာဒီ game window ထဲမှာကျွန်တော် game loop ကိုဖန်တီးခြင်းတယ်အဲ့တော့ကျွန်တော် program run တဲ့အချိန်မှာဒီ main method ကနေစရတာဖြစ်တဲ့အတွက် main method ကနေပြီးတော့ကျွန်တော်တို့ thread ခုပေါ့နော် main thread ကိုစပြီးတော့အလုပ်လုပ်နိုင်မယ်main thread ကိုစပြီး run ပြီးတာနဲ့ဘာလုပ်မလဲဆိုဒီထဲမှာကျွန်တော်တို့ကဒီ string နဲ့ပတ်သက်တဲ့အရာတွေအလုံးဟာကျွန်တော်ပြောခဲ့ပြီးပြီ EDD ပေါ့နော် event dispatch thread ဆိုတဲ့ပုံမှာ run နေလိမ့်မယ် okay အဲ့ဒါလည်းဟုတ်ပြီဒါပေမဲ့ကျွန်တော်က main thread ပုံမှာကျွန်တော်တို့ရဲ့ game loop ကျွန်တော်ရှိမနေစေချင်ဘူးသူ့ကိုကျွန်တော်တတ် thread တစ်ခုပုံမှာ run နေတယ်ပေါ့နော်အဲ့တော့ okay အဲ့တော့ကျွန်တော်စပြီးတော့ခြေလိုက်အောင်ဒီမှာကျွန်တော်က implement run နေပါဒီမှာတော့ multi threading ဘယ်လိုရေးရရပါညာကျွန်တော်သိစိတ်မရှင်းပြတော့ဘူးကိုယ့်ဟာကိုသိချင်တော့သိစိတ်ဆက်ပြီးတော့လေ့လာပါတော့ဒီမှာတော့ကျွန်တော်တို့အဓိက game ကို development လုပ်နေတာဖြစ်တဲ့အတွက် game development process ကိုပဲကျွန်တော်ဆက်ပြီးတော့သွားပါမယ် runnable interface ကိုကျွန်တော် implement လုပ်မယ် okay အဲ့မှာကျွန်တော်ဒီမှာဘာလုပ်မလဲဆိုတော့ private thread game thread ဆိုပြီးကျွန်တော်ပေးထားမယ်ဒီထဲမှာနောက်တစ်ခုကကျွန်တော်ဘာလုပ်မလဲဆိုတော့ public private void init game loop အဲ့ဆိုရင် init game loop မှာဆိုရင် game thread new thread ပေါ့နော် thread ကိုကျွန်တော်ယူမယ် new thread ထဲမှာကျွန်တော်ဘာလုပ်လို့ရမလဲဆိုတော့ this ပေါ့နော်ကျွန်တော်ကဒီ game window ကြီးကိုကျွန်တော်က runnable interface ကို implement လုပ်တယ်ပြီးသွားရင်ကျွန်တော်တို့ကသူ့ရဲ့ run method ကို override လုပ်တယ်override လုပ်လိုက်တယ်ပြီးကျွန်တော် game thread ပေါ့နော်ဒီ runnable interface ကိုပေးရမယ်ဒီထဲမှာကျွန်တော် runnable test ကိုပေးရမယ်တော့ဒီမှာကျွန်တော် game window ပဲကျွန်တော်ပြန်ပေးလိုက်တယ်နောက်ပြီးကျွန်တော် game thread.start အခုဒီ thread ကိုစလိုက်ရင်ကျွန်တော်တို့ဒီ separately ပေါ့နော်ကျွန်တော် game looping thread ကဒီမှာစပြီးတော့တက်ဝင်သွားလိမ့်မယ်အဲ့တော့ကျွန်တော်က init game loop game pan နဲ့ game frame ကြီးဖန်တီးပြီးသွားတယ်ကျွန်တော်တို့ game loop ကိုစပြီးတော့အသက်သွင်းမယ်အဲ့ဒီအချိန်မှာအသက်သွင်းတဲ့အချိန်မှာကျွန်တော် game thread တစ်ခုယူထားတယ် game thread 2မှာ test တစ်ခုပေးရမယ်အဲ့ဒီ test ကကျွန်တော်တို့ဒီမှာ implement လုပ်ခဲ့ပြီလားအဲ့တော့ game window ကဒီထဲကိုဝင်သွားမယ်အဲ့တော့နောက်ပြီးရင်ကျွန်တော်တို့ game window ရဲ့ thread ကစပြီးတော့လုပ်မယ်အဲ့လိုစပြီးတော့လုပ်တာနဲ့ကျွန်တော်ဒီ run method ကစပြီးတော့လုပ်ပါ okay အဲ့တော့ဒါရေးနေကိုပါအောင်ဒီနားလည်အောင်ပြန်ပြီးတော့ကြည့်ပါ private နောက်တစ်ခုက boolean is running yes game running ကျွန်တော် game က run နေလားမ run နေလားဆိုတော့ status ပေါ့နော်ဒီမှာကျွန်တော်က why is game running ကျွန်တော် why loop ပဲအသုံးဖို့လိုတယ်ဘယ်အချိန်မှာရပ်တန့်သွားမယ်မသိတဲ့ကိစ္စမျိုးတွေဆိုရင် why loop ပဲအသုံးပြုပါတယ်ဒါတော့ Java basis ကအကြောင်းအရာတွေပေါ့နော်ဒါဒီဟာလေးကို looping တွေမှာ for loop ပဲပါသုံးမလဲ do while loop မှာသုံးမလဲဆိုတဲ့အကြောင်းအရာလေးတွေတော့နည်းနည်းပါသိဖို့လိုပါတယ်ဒီမှာတော့ while looping ကိုကျွန်တော်တို့ကဘယ်ချိန်မှာအဆုံးသတ်မှန်မှန်းမသိလို့ကျွန်တော်ကဒီမှာ while looping ကိုအသုံးပြုခဲ့ပါတယ် it's game running ဆိုတာကျွန်တော်က game ကို pause လုပ်တဲ့အချိန်တွေလည်းရှိပါဘူးအဲ့လိုအချိန်တွေကြာနေကျွန်တော်ရိုက်လည်းရမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ it's game running ကိုထားပါတယ်ပြီးသွားတာနဲ့ကျွန်တော်ခုနကတော့ game panel တွေကဒီကောင်လေးကျွန်တော်ရွှေ့လာခဲ့မယ် okay အဲ့ကောင်ရွှေ့လာမယ်ရွှေ့ခင်မှာကျွန်တော်တို့က current long current time is equal to system.current time millisecond long less time system.current time millisecond ပေးထားပါမယ် current time တော့ပြန်ပြီးတော့ update လုပ်အောင်မယ်ပေါ့ update လုပ်မယ် less time လုပ်မယ်ဒါ fps ကိုထုတ်တယ်အဲ့တော့ fps ကိုကျွန်တော်ချိန်ညာရမယ် integer fps 0ထားမယ် run သွားမယ်လုပ်မယ် print ထုတ်မယ်okay ဒါကတော့ကျွန်တော်တို့က fps ကို tracking လုပ်တယ်ပေါ့တကယ်ကျွန်တော်တို့ fps နဲ့ ups တော့ဒီပေါ်မှာရေးရမယ်အဲ့တော့မရေးခင်ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုခုနကတော့ကျွန်တော်ပြောခဲ့တယ် game design မှာ
update ရယ် render ရယ်အဲ့တော့ကျွန်တော် method နှစ်ခုကြီးရမယ်ပေါ့ဒီထဲမှာ game ဝင်လို့ရပါ render ရင်းနဲ့ update တင်ပေါ့နော် public void update method ရှိတယ် void render ဆိုတဲ့ method ရှိတယ်အဲ့တော့ render မှာကျွန်တော်ဘာလုပ်မလဲကျွန်တော်တို့ဒီဘက်ဆက်ကြည့်အောင် paint component ဒီ graphic ကြီးဒီဟာလေးကျွန်တော်တို့လိုအပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ canvas ပေါ်မှာဆွဲရမှာဖြစ်တဲ့အတွက်ဒီ graphic ကတော့လိုအပ်တယ်အဲ့တော့ကျွန်တော် graphic ကိုကျွန်တော်ထည့်မယ် graphics ချီပေါ့နော် graphic ပဲပေးလိုက်မယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့ကပထမဆုံး update လုပ်မယ် render လုပ်မယ် graphics ဆိုရင်ကျွန်တော် graphics spare graphic ကိုပေးမလဲဆိုတော့ game panel ရဲ့ graphic ကိုပေးမယ် game panel dot get graphic အဲ့တော့ game panel object ကဒီမှာ game panel object တွေက graphic ဒီ graphic ပေါ့နော်အဲ graphic ကိုကျွန်တော်ပေးထားတယ်โอเค update လေးရပြီ render လေးလုပ်မယ်ဒီထဲမှာကျွန်တော်တို့က update game components ကိုကျွန်တော် update လုပ်မယ်ဟုတ်ပြီဒါကြတော့ game ရှိပါupdate လုပ်မယ် render လုပ်မယ်ပြီးသွားရင်ကျွန်တော် fps ကို တစ်ထိုးမယ် okay တစ်စက္ကန့်ပြည့်ရင် fps ကို print လုပ်မယ်ဒါဘာမှတော့မထူးခြားသေးဘူး game panel ထဲမှာကျွန်တော်တို့ကဒီမှာဒီ repaint ကိုကြာတော့ဒီကမခေါ်တော့ဘူး repaint ကိုကြာတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီ fps လည်းမလိုတော့ဘူးဒါလည်းမလိုတော့ဘူးဖြတ်မယ်ဒီကတော့ draw လုပ်ထားအောင် game window ထဲမှာကျွန်တော်တို့ကဒီ runner ထဲမှာခေါ်မယ်ဒီ runner ထဲမှာgame panel dot repaint game panel ရ repaint ဒီမှာခေါ်မယ် render okay အဲ့တော့ဒီကောင်လှမ်းခေါ်တဲ့သဘောပေါ့အဲ့တော့ okay ကျွန်တော်အလုံးမလုံးတစ်ချက်ပြန်စမ်းကြည့်မယ်okay there is nothing oh sorry ကျွန်တော်တို့ခုနကတော့ဒီမှာ boolean ကြီးချိန်ကြခဲ့တယ်ဘာမှမသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီမှာ game.thrust လုပ်ပြီးဆိုတာ ਨੇ yes game run is true လို့ပြရမယ်ဒါမှကျွန်တော် game run ဒီကောင်အရင်ဆုံးဒီပေါ်ချပါထည့်မယ်ဆက်ပြန် run okay ဒါမှကျွန်တော် fps ကဒီ game က run ပါပါအဲ့တော့ဒီမှာကြည့်ကျွန်တော် fps ကြီးက10ရာ1000တိန်းအရင်များနေပေါ့နော် fps ကြီးကကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ main thread ကနေပဲကျွန်တော်ခွဲထုတ်လိုက်တာခုနကတော့ကျွန်တော်တို့ရေးသားတဲ့ပုံစံကြတော့ main thread ပေါ်မှာသူကတရှိရဒီကကျတော့ thread ကတက်ကွဲသွားပြီဆိုတော့သူက runner process updating process ကြီးပို့ပြီးတော့မြန်သွားတယ်ဒါပေမဲ့ဒါကကျွန်တော်တို့လိုချင်တဲ့ process မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့လိုချင်တာက fps ကကျွန်တော်60အဲဒီမှာကျွန်တော်စမယ် log fps log မဟုတ်တော့ double နဲ့ကြည့် double fps target fps ကကျွန်တော်60 target ups က60 okay ဒါပေမဲ့ကျွန်တော်တို့ကဒီမှာ millisecond အနေနဲ့လုံးလုံးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါကတစ်စက္ကန့်မှာဖြစ်တာပေါ့နော်တစ်စက္ကန့်မှာ60အဲ့တော့ကျွန်တော်က millisecond ဆိုတော့1000ပေါ့1000နဲ့ကျွန်တော်စားပေးဖို့လိုတယ်သူအဲ့ဒါပါ1000နဲ့ကျွန်တော်စားပေးဖို့လိုတယ်အဲ့ဒါမှကျွန်တော် target fps ကအမှန်ရမယ် target fps target ups okay အဲ့တော့ဒီ update နဲ့ rendering ကတကယ်ညတော့ fps for ups ဆိုတူပဲအဲ့တော့ကျွန်တော်ဒီမှာလောလောဆယ်ဒါလေးခဏပိတ်ထားအောင်နောက်မှကျွန်တော်သက်ခွဲကြတာပေါ့လက်ရှိတော့အလုပ်လုပ်အောင်ကျွန်တော်ရေးကြည့်မယ် if carry များဒါအောက်ကအတွက်ဒါ current time for fps tracker ပေါ့ that's time for fps tracker
ကျွန်တော် name လေးပြန်ချိန်ထားတယ်ဒါကြောင့် fps ထွက်ကတော့အောက်ပါပါတယ်ဘောကကြတော့ကျွန်တော်ကနော် current time for fps okay အဲ့တော့ system.current time in second နော် test time for fps current time in second အဲ့ဒါကျွန်တော်ပြန်သုံးချမယ် if ကြပြီများ current time fps က minus less time for fps ကိုကျွန်တော်နှုတ်လိုက်တဲ့အချိန်မှာ greater than ကျွန်တော်ကြီးနေပြီညီနေဘာနဲ့လဲဆိုတော့ target fps okay အဲ့ဒါဆိုကျွန်တော်ဒီလောက်လုပ်မယ်ဒီမှာကျွန်တော်လုပ်ဖို့လိုတာရှိရယ် current time for fps is equal to or less time ပြောတာless time for fps is equal to current time for fps ဖြစ်သွားမယ်ဒီမှာ run ကို fps က system.current time in second okay ဒီကောင်နဲ့0ကိုပြလို့ရတယ်ပြန်ပြီးအောက်မှာ variable assign လုပ်ထားဆို okay ဒါတစ်ချက်ကြည့်အောင်ထောင်နဲ့စားရတယ်ကျွန်တော်တို့ကအဲ့ချက်တော့ပြန် run ကြည့်အောင်ဒါဆိုကျွန်တော်က fps ဒီထဲမှာကျွန်တော်ကအချိန်60ပဲပေါ့နော်အချိန်60ပဲ run မယ်ဆိုပြီးတော့ပြောထားတယ်တစ်စက္ကန့်လို့ပြန် run ကြည့်အောင်ဒါလည်းကျွန်တော်တို့လိုချင်တဲ့ result မဟုတ်သေးဘူးပေါ့နော်အဲ့ဒါကျွန်တော်တနေရာမှာပဲနေတယ်ပြန်စမ်းကြည့်အောင် current time က less time နှုတ်တဲ့ချိန်မှာတော့ target fps ကြီးလာ target fps ဆိုတော့ကျွန်တော်တို့ကတစ်စက္ကန့်sorry ကျွန်တော်တို့က1060နဲ့စား60 1000နဲ့စားပါမဟုတ်1000ကျွန်တော်က60နဲ့စားရအဲ့မှာဒါတစ်စက္ကန့်နဲ့မှာ60အဲ့လိုစားမှကျွန်တော်အဖြေရမှာပေါ့ကျွန်တော်လိုချင်တဲ့ result ကိုရမှာပေါ့ okay very close 62 63 very close ရန်နီးစက်နေပေါ့62 63ပတ်ဝန်းကျင်မှာရှိနေတယ် okay ဒါတော့ကျွန်တော်တို့လိုချင်တဲ့ fps နီးပါကိုရသွားပြီဒါပေမဲ့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုဒီမှာကျွန်တော်က system.current time millisecond ကိုကျွန်တော်မသုံးချင်ဘူးကျွန်တော်ပို့ပြီးတော့ accurate ဖြစ်အောင်လို့ system.nano time ပေါ့နော် nano time ဆိုတော့ billion ဖြစ်သွားတယ် current time ကကြတော့ကျွန်တော်1000 million ပဲရှိဒီကောင်က billion ပေါ့နော် billion 1 billion ပို့ပြီးတော့ accurate ဖြစ်သွားမှာပေါ့ nano time ဒီကောင်ကြတော့လည်းလိုပဲ system.nano time ဖြစ်သွားမယ်ပို့ပြီးတော့ accurate ဖြစ်သွားမယ် current millisecond ကြတော့1 million ဖြစ်တဲ့အတွက်အဲ့လောက်ကြီးတော့ accurate ဒီ checking လုပ်တာပြဿနာမရှိဘူးအဓိကကျွန်တော်တို့ကကျွန်တော်တကယ်လုံးဝလုပ်လို့မ game လို့အတွက် fps က accurate အရင်ဖြစ်နေရမှာပေါ့နော်ပြန် run ကြည့်မယ်59 60 61 59 60 60 60 okay ဒါပို့ပြီးတော့ကျွန်တော် accurate ဖြစ်သွားပြီပေါ့နော်ဒီကတော့အကောင်းဆုံး game view တော့မဟုတ်သေးဘူးဒီထက်ပိုပြီးတော့ကောင်းအောင်ရှိလို့ရတယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်ဗီဒီယိုရဲ့အချိန်ကြီးအရင်ကြာအောင်ပါဆိုလို့ဒီလောက်ဆိုရင်တော့ဒီ game ကဆက်ပြီးရေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အများကြီးထပ်ပြီးတော့မရေးပြတော့ဘူးကျွန်တော်ဒီ game မျိုးကိုပဲဆက်ပြီးတော့သုံးပြီးရေးသွားမယ်ပေါ့နော်နောက်ထပ်ဗီဒီယို lesson တွေလုပ်တဲ့ခါနောက်ထပ်တခြား game တွေရေးတဲ့ခါကြလို့ရှိရင်ဒီ game လို့ပို့ပြီးတော့ကောင်းအောင်ကျွန်တော်ရေးပြပါမယ်အဲ့တော့ game လို့ကောင်းကောင်းရဖို့အတွက်တော့ကောင်းကောင်းမွန်ဒီတည်တည်ရှာစဉ်းစားဖို့ပို့တာပေါ့ဒါပေမဲ့ဒီမှာတော့ကျွန်တော် Tetris game တော့လောက်ကတော့လုံလောက်ပါတယ် okay အဲ့တော့နောက်ထပ် view ကြရင်ကျွန်တော်ကဒီ grid တွေ require ဒီလိုအပ်တဲ့ကျွန်တော် screen တွေကျွန်တော်ထပ်ပြီးတော့ထည့်တော့မှာဖြစ်ပါတယ်အဲ့တော့အနှစ်ချုပ်ကျွန်တော်ပြန်ပြောရရင်ကျွန်တော်ဒီနေ့က game လို့ရေးခဲ့တယ်အရင်တော့ပြီးခဲ့တဲ့ video တွေမှာရေးခဲ့တဲ့ game တွေကကျွန်တော် sample အနေနဲ့အလုပ်ဖြစ်အောင်ဆိုပြီးတော့ရေးခဲ့ရုံပဲရှိတယ်အဲ့တော့ဒီမှာကျတော့ကျွန်တော် game လို့ကောင်းကောင်းစပြီးရေးသားတယ်အဲ့တော့ game လို့က simple very simple ယူရှင်းတယ် game လို့တွင်မှာကျွန်တော်နှစ်ခုပါမယ် update ရဲ့ rendering update ကကျွန်တော်တို့ရဲ့
တုံးလေးတွေ position ရွေးမယ်တုံးလေးလှုပ်ရှားမှုအကုန်လုံးဒီ update ကတောင်းယူရမယ်နောက်ပြီးကျွန်တော် rendering ကအဲ့လိုပုံစံတွေပြောင်းသွားတယ် movement တွေလုပ်သွားတဲ့အရာတွေကိုကျွန်တော်သူက rendering လုပ်ရမယ်ဒီနေရာမှာကျွန်တော်တို့ကဘာလုပ်ခဲ့လဲဆိုတော့ UBS နဲ့ FPS ဆိုပြီးတော့ခွဲထုတ်ပြီးတော့ကျွန်တော်ရေးသားမယ်အဲ့တော့ UBS ကကြတော့ဒီ update ကတစ်စက္ကန့်တွေမှာချိန်60 update လုပ်မယ် rendering ကလည်းအဲ့လိုပဲတစ်စက္ကန့်တွေမှာချိန်60 rendering လုပ်မယ်အဲ့ဒီအရာကိုကျွန်တော်တို့ game panel တွေမှာစရေးသားခဲ့တဲ့ code တွေအကုန်လုံးကိုကျွန်တော်တို့ game window တွေကိုကျွန်တော်ရွှေ့ထုတ်လိုက်တယ်ရွှေ့ထုတ်ပြီးတော့ကျွန်တော်တို့က main thread ပေါ်မှာလုံးမလို့တော့ပဲနဲ့ကျွန်တော်တို့တက်ကျွန်တော်တို့ရဲ့ game thread ကိုခွဲထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော် runnable interface ကို implementation လုပ်ပြီးတော့ thread ကိုအသုံးပြုထားတယ် thread ကိုထားရအသုံးလို့ရတယ်ဒါပေမဲ့ဒီကတော့ copyright distinct နဲ့ကျွန်တော်သုံးလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ runnable ဒီ Java ရဲ့ဒီ multi threading ကိုမသိဘူးဆိုတော့အဲ့ဒါတက်သွားတိတာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီမှာဒီ game running is game running ဆိုတဲ့ variable တစ်လုံးကြီးညာတယ်ကြီးညာပြီးတော့ကျွန်တော် game start လုပ်ပြီးဆိုတာ ਨੇ အဲ့ဒါလေးကျွန်တော်ပြန်သုံးမှာအောင်ပါအဲ့တော့ဒီမှာကျွန်တော်တို့ game loop ကဘယ်ချိန်မှရပ်သွားမယ်မသိတဲ့အတွက်ကျွန်တော်တို့ while loop အသုံးပြုခဲ့တယ်ဒီထဲမှာပဲကျွန်တော်တို့အစရေးသားခဲ့တဲ့ game logic ပေါ့နော်ဒီ FES tracking ဒီ logic တွေကျွန်တော်ဒီမှာထည့်တယ်ထည့်ပြီးအပေါ်မှာတော့ကျွန်တော်တို့ကဒီအောက်ကပုံစံအတိုင်းပဲအပေါ်မှာလည်းကျွန်တော်တို့ကနောက်ထပ်ဒီ logic တစ်ခုထည့်တယ်အဲ့ဒီ logic ရဲ့ဂျားထဲမှာကျွန်တော်တို့ update ရဲ့ rendering method ကိုထည့်ထားပါတော့ဒီ rendering ကြတော့ကျွန်တော် graphic လိုအပ်တဲ့အတွက် graphic ကိုပါကျွန်တော်ပေးထားတယ်ဒါတွေကကျွန်တော်တို့ဒီနောက်ပိုင်းရေးသားတဲ့အခါမှာဆက်ပြီးအသုံးပြုပါပါပေါ့နော် okay အဲ့တော့ဒီ video လေးကတော့ကျွန်တော်နားလည်မယ်လို့စပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ် video ကြရင် grid တွေလိုအပ်တဲ့ screen တွေကိုဆက်လက်ရေးသားသွားပါမယ်